โอเคအားလုံးပဲမင်္ဂလာပါကိုဆိုင်ဖက်စီလာမှာပြန်နေကြိုးစားရပါတယ်ဒီတစ်ခါမှာတော့ second လေးကမကင်ချင်ပါကင်လေးကမှစိတ်တန်းတန်းနဲ့ဖြုတ်ချင်တဲ့ customer တွေအတွက်ကိုဆိုင်စီမှာပါကင်လေးရောက်ရှိထားရပါတော့ဒီကောင်လေးတွေကိုလက်လီလက်ကရောင်းချပေးမယ်ကောင်လေးဆိုလို့ရှိရင် Apple official range တစ်နှစ်ပါရှိမယ် Apple official range နှစ်နှစ်ပါရှိပါမယ်နော်ပထမဆုံးအနေနဲ့ iPhone 13ပါကင် 120GB dual sim ရွေးချယ်ချက် color အနေနဲ့ကတော့ black ရှိမယ် white ရှိပါမယ်ကောင်လေးဆိုလို့ရှိရင်ရောင်းချပေးမယ်စလုံးလေးကတော့ iPhone 13ပါကင် 120GB dual sim Apple official range တစ်နှစ်ပါတယ်ရောင်းချပေးမယ်စလုံးလေးကတော့24သိန်း5000ကျပ်နဲ့ရောင်းချပေးမယ်ဒုတိယအနေနဲ့ iPhone 16 Pro 256GB dual sim ရွေးချယ်ချက် color အနေနဲ့တော့4အောင်ရှိမယ် neutral ရှိမယ် black ရှိမယ် gold ရှိမယ် white ရှိပါမယ်။ကောင်လေးရောင်းချပေးမယ်စလုံးလေးကတော့ iPhone 16 Pro 256GB dual sim Apple official range တစ်နှစ်ပါမယ်။ရောင်းချပေးမယ်စလုံးလေးကတော့55000ကျပ်နဲ့ရောင်းချပေးမယ်။ပြီးတော့လည်း iPhone 16ပါကင်ရွေးချယ်ချက် color အနေနဲ့တော့4အောင်ရှိမယ်။ T ရှိမယ် white ရှိမယ် ultramarine blue ရှိမယ် pink ရှိပါမယ်။ကောင်လေးရောင်းချပေးမယ်စလုံးလေးကတော့ iPhone 16ပါကင် 120GB dual sim လေးကို Apple official range တစ်နှစ်နဲ့ဥမှာ35သိန်း6000ကျပ်နဲ့ရောင်းချပေးမယ်။ခင်များရတဲ့ customer တွေရွေးချယ်ချက်ကလည်းအနေနဲ့ကတော့ iPhone 16ပါကင် 256GB dual sim ပေါ့နော်ရွေးချယ်ချက်ကလည်းအနေနဲ့ကတော့2အောင်ရှိမယ် black ရှိမယ် white ရှိပါမယ်။ဒီကောင်လေးရောင်းချပေးမယ်ဈေးနှုန်းလေးကတော့ iPhone 16ပါကင် 256GB dual sim လေးကို55000ကျပ်နဲ့ရောင်းချပေးမယ် Apple official range တစ်နှစ်ပါပဲပေါ့နော်။ပြီးတော့လို့ရှိရင် iPhone 16 Pro Max 256GB dual sim လေးပေါ့နော်ရွေးချယ်ချက်ကလည်းအနေနဲ့ကတော့4အောင်ရှိမယ်ပေါ့နော် white ရှိမယ်black ရှိမယ် neutral ရှိမယ် gold ရှိပါမယ်ဒီကောင်လေးရောင်းချပေးမယ်စင်းလုံးလေးကတော့ iPhone 16 Pro Max ပါကင် 256GB dual sim Apple official range 1 year ပါတယ်ရောင်းချပေးမယ်စင်းလုံးလေးကတော့58သိန်းကျပ်ဒီနဲ့ရောင်းချပေးမယ်နောက်ဆုံးအနေနဲ့ iPhone 16 Pro Max ပါကင် 256GB dual sim region အနေနဲ့ကတော့ ZBA ဖြစ်သွားမယ် Apple official range 2နှစ်ပါမယ်ပေါ့နော်ရွေးချယ်ချက်ကလည်းအနေနဲ့တော့ desert တစ်မျိုးတည်းပဲရှိတော့မယ်ဒီကောင်လေးရောင်းချပေးမယ်စင်းလုံးလေးကတော့ iPhone 16 Pro Max ပါကင် 256GB ZBA လုံး Apple official range 2နှစ်ပါမယ်59သိန်း9000ကျပ်ဒီနဲ့ပဲရောင်းချပေးမယ်ကိုဆိုင်စီမှာရောင်းချပေးနေတဲ့ပါကင်တိုင်းကိုပါကင်စစ်ကြောင်းအထူးအာမခံပါမယ်ပါကင်မစစ်ဘူးဆိုလို့ရှိရင်အလကားယူသွားပါတော့ဒီကောင်လေးကိုစိတ်ဝင်စားလို့နေရာနေမှာမဲ့ customer တွေအတွက်ငွေလဲလေးဝင်တာနဲ့သက်ဆိုင်ရာဂိတ်ကနေတခြားလေးပို့ပေးပါဒီကောင်လေးတွေကိုစိတ်ဝင်စားလို့မာယူလိုပါက Viber ဖုန်းနံပါတ်ဖြစ်တဲ့39980483မှာလည်းအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်လို့3969453935မှာလည်းအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်